ဒါကတော့ဒီမှာရှိတဲ့စုံဝိုင်းလေးတွေဒီမှာရှိတဲ့3000တုံးလေးတွေ4000တုံးလေးတွေကိုသုံးပြီးကမှဘုံလေးစပြီးတော့ဆွဲခိုင်းတာပဲဖြစ်ပါတယ်နော်ပထမဆုံးဒီစက်ဝိုင်းလေးကိုဘယ်လိုဝိုင်းရမလဲဟုတ်ပြီနော်သူတို့ကအစက်ဝိုင်းလေးတွေဝိုင်းတဲ့အခါမှာချောထွက်သွားတယ်ချောမထွက်အောင်လည်းလို့ထိန်းထားပြောရတာပေါ့နော်နောက်ကနေပြောပြရတယ်ပြီးပြီဆိုရင်ဒါလေးကိုတင်မုံမှလည်းဆွဲပြရတာပြီးပြီဆိုရင်ဘာတုံးလေးကိုအောက်ကထားဒီမှာ4000တုံးလေးကိုအောက်ကထားဒီလိုမျိုးလေးပေါ့အစင်ချင်းလေးအောက်ကထားဆိုကလေးတွေပြောတဲ့အတိုင်းလိုက်လှုပ်တတ်တယ်ဗျလှုပ်တတ်တော့သူတို့ဆွဲတယ်ဒီလိုမျိုးလေးတွေပေါ့နော်ဆွဲတယ်ဒီမှာဆိုလဲဆွဲတယ်သူတို့အဲ့လိုမျိုးလေးတွေဆွဲတတ်တယ်သူတို့ဆိုရင်ဒီမှာဒါလေးတွေဘိုးနေဖြက်ခိုင်းရတာပေါ့နော်ဖြက်မယ်ဖြက်ပြီးရင်ပြန်ဆွဲလက်ကလေးနဲ့သူတို့ဒီလိုမျိုးလေးတွေဆွဲခိုင်းသူတို့ကလည်းဆွဲတတ်တယ်ဗျအဲ့ဒါပြီးကမှဘာလေးကိုသုံးဟုတ်ပြီဒီမှာဆိုရင်မင်းတို့3000တုံးလေးသုံးလို့ပြောတော့သူတို့ကအခါလေးလိုက်ပြီးတော့လောက်ပြီးတော့ဒီလိုမျိုးလေးတွေဆွဲနည်းနည်းလေးတော့ဒါဖော့တော့နော်ဖော့အပြုတ်ဖော့ဆိုခဲတဲ့ထောက်တဲ့ခါမှာနည်းနည်းကောက်သွားတတ်တယ်မာတတတုံးလေးတွေဆိုပိုကောင်းတယ်ဟုတ်ပြီဒါမျိုးလေးပေါ့နော်ပထမဆုံးကလေးအကုန်လုံးကိုဒီမုံမှာဒီလိုမျိုးလေးဆွဲပြရတယ်ပေါ့နော်ဆွဲပြပြီးရင်ဒီမှာဆိုရင်မင်းတို့ဘာပုံလုံးလို့မေးလိုက်တော့သူတို့ကမြင်းနေဘာပုံလုံးဆိုသူတို့ကလူပုံတန်းပြောဟုတ်ပြီလူပုံဆိုရင်ဒီမှာခဏပုံမှာဘာတွေလိုအပ်နေရတော့ဆိုတော့သူတို့ကလက်ဟုတ်ပြီလက်တွေဆိုတော့တို့ကဒီဟာလေးသုံးမယ်ဆိုပြီးသူတို့ပြောလိုက်တယ်သူတို့ကလည်းသိတယ်နော်သုံးလိုက်ပြီဒါကတော့အိမ်မှာဆွဲခြင်းနဲ့ကလေးလေးတွေဒါမှမဟုတ်ဟုတ်ပြီနော်ကလေးလေးတွေကိုဒီလိုလေးဆွဲရတယ်လို့ပြလို့ရအောင်ကျွန်တော်ဆွဲပြတာပါတကယ်လို့များဒီနည်းလေးကကောင်းတယ်ဆိုရင်အိမ်မှာကလေးတွေကိုလှုပ်ခိုင်းကြည့်ပါလှုပ်တတ်ပါတယ်ကလေးလေးတွေဒါဆိုရင်ဒီမှာဆိုရင်လက်ကတစ်ဖက်တည်းရှိသေးတယ်နောက်တစ်ဖက်ဘယ်လိုဆွဲရမလဲသူတို့အောက်ကြီးတွေလူကြီးတွေဆွဲတယ်ဒီပေါ်ကြီးတွေဆွဲတယ်မဟုတ်ဘူးဟိုဘက်ဒီဘက်တတ်နိုင်ဆုံးတော့ညီအောင်ထားဒီလိုမျိုးခိုင်းရတာပေါ့နော်ညီအောင်ထားညီးမှပဲခန္ဓာကိုယ်ကလှမှာပေါ့မင်းတို့ပခုံးလေးတွေကိုကြည့်စမ်းမညီဘူးလားဒါမျိုးလေးတွေမေးရတယ်မေးလိုက်ရင်သူတို့ကလည်းသိရပေါ့နော်သိတော့လိုက်ပြီးတော့သူတို့ပခုံးလေးတွေကိုကိုင်းအောင်ကြည့်လိုက်တယ်ကြည့်ပြီးရင်ဒီလိုမျိုးလေးဆွဲအဲ့ဒါပြီးတော့ဟုတ်ပြီအဲ့ဒါပြီးပြီဆိုရင်အောက်မှာခုန4000လုံးအလိုလေးတွေရှိဟုတ်ပြီနော်ဒီပုံလေးနဲ့ဒီလိုလေးတန်ရင်ဒါလေးကဘာဖြစ်သွားတော့ပေါ့မေးရတာပေါ့နော်မေးတော့သူကခြေတော့ဖြီးတတ်တယ်ဗျာကလေးတွေကဟုတ်ပြီနော်အဲဒီတော့ဒီလိုလေးခြေတော့လေးတွေတက်ပေးလိုက်မယ်တက်ပေးလိုက်မယ်ဆိုရင်ဒါကသူရဲ့ဒါခြေတော့လေးတွေလည်းရသွားပြီနော်ဒါကတော့သူတို့ပုံချမ်းဆွဲခိုင်းတာဆိုတော့အဆင်ပြေပါတယ်နော်ပုံချမ်းလေးထွက်သွားပြီဒီပုံလေးမှာဆိုရင်ဘာလို့သေးတော့သူတို့ကသိတယ်မျက်စိတွေနားတွေနှာခေါင်းတွေသူတို့ကပြောလာကလေးလေးတွေကပြောလာပြီနော်အဲ့ဒီတော့သူတို့ဒီမှာမင်းတို့မျက်လုံးလေးတွေတတ်ချင်သလားပါးစပ်ကလေးတွေတတ်ချင်သလားဟုတ်ပြီနော်မျက်လုံးလေးတွေတတ်ချင်မျက်လုံးလေးတွေကိုလှလေးတွေတက်သူတို့ကတော့ကျွန်တော်ထဲလှရင်ကျွန်တော်ကတော့မလှဘူးပေါ့နော်မျက်လုံးလေးတွေတက်ဒါတော့ပုံချမ်းပါနော်နှာခေါင်းလေးတွေတက်ပြီးတော့တက်စက်ကလေးတွေတက်ဟုတ်ပြီဒါဆိုဘာလေးဖြစ်သွားပြီလဲဆိုသူကဖြေတယ်ပေါ့နော်လူလေးဖြစ်သွားလူသလားဆိုလူပါတယ်သူကပြောတယ်ပေါ့နော်ဒါဆိုရင်သပင်ပေါက်နေလားကရုံးကြီးလားဒါလေးလည်းနှောရတာပေါ့ဟုတ်ပြီသူ့မှာဘာကြီးလိုနေရတော့လေးပဲဖြေတယ်နှရွက်ဆိုတော့ကျွန်တော်တို့ကနှရွက်လေးတွေသူ့ကိုဘာလုပ်မလဲနှရွက်လေးတွေတတ်ပြီနှရွက်လေးတွေသူ့နှရွက်လေးတွေတတ်ပြီမယ်
ဒီဘက်မှာလည်းနေရွက်လေးတွေတက်ပြီကျွန်တော်ဘောမလှအောင်နော်နီးပဲပြောတာကျွန်တော်မဆွဲတတ်ဘူးကဲစာ6ရုပ်တရုပ်တော့ရပါပြီဟုတ်ပြီတချို့မိဘတွေကရှိပါတယ်ကလေးရမိဘတွေကူကူတွေမမတွေကဒီလိုမျိုးပုံကြီးဆွဲတဲ့နေရာမှာအရန်တော်သူတို့ကတော့ကျွန်တော်သူတို့လိုဆွဲပြမယ်ဆိုရင်လှမှာကျွန်တော်ကတော့ပုံဆွဲတဲ့နီးကိုပဲပြောတာပါကျွန်တော်မဆွဲတတ်ပါဘူးစပင်လေးတွေတက်ပြီလိုက်ဆိုရင်ကလေးတွေကတော့သူတို့တက်ချင်တယ်လို့တက်မှာပဲဒါဆိုရင်ဒီနေ့ကျွန်တော်ပြောတာကဘာလို့ဆိုဒီလိုစဝိုင်းချမ်းလေးတွေနဲ့ဆွဲလို့ရတယ်ဆိုတာကိုပြောပြခြင်းဖြစ်ပါတယ်နောက်ပြီးရင်ဒီလိုစဝိုင်းလေးတွေသုံးပြီးတော့ဒီလို4000ခွက်လေးတွေသုံးပြီးမင်းတို့ဘာတွေဆွဲနိုင်သေးတယ်လို့ကျွန်တော်တို့မေးခွန်းလေးတွေမေးလို့ရတယ်ပေါ့နော်ဒီလိုပုံလေးတွေအပြင်မှာတွေ့ဘူးသလားသူတို့ကလည်းဖြေပါတယ်တွေးဘူးပါတယ်ဒီမှာဆိုဝိုင်းလေးတွေနဲ့လှုပ်ထားတဲ့ပုံပြောပါအောင်ဆိုသူတို့ကပြောတယ်ဘာပုံတွေဖြစ်မလဲနာယီအဝိုင်းလေးတွေနာယီအဝိုင်းမရှိရလားဆိုတော့လည်းမဟုတ်ဘူး4000လည်းရှိဟုတ်ပြီအဝိုင်းကြီးကိုမင်းတို့ဘယ်မှာမြင်ဘူးသေးတော့သူတို့ကပြောဘိုးရွှေလာနောက်ပြီးတော့နေမင်းကြီးဟုတ်တော့မလားသူတို့ဝိုင်းတဲ့အရာတွေအကုန်လုံးပြောမှာဟုတ်ပြီ4000တုံးလေးတွေဆိုရင်သူတို့ကပြောပါတယ်ဘာလေးတွေပြောဖုံးတို့မြင်လားမှန်နောက်ပြီးလို့ရှိရင်အများကြီးပဲ TV တွေသူတို့ကတော့အများကြီးပြောတယ်ကလေးတယောက်ကိုတစ်မျိုးလောက်ပြောတယ်အဲ့ဒါဆိုရင်မင်းတို့အိမ်မှာအိမ်သာပေးလိုက်ပါတော့ဗောနော်နောက်နေ့ကျရင်ဝိုင်းလေးတွေသုံးပြီးတော့ပုံလေးတွေဆွဲခဲ့စမ်း4-5ပုံဒါမှမဟုတ်ရင်3ပုံဟုတ်တယ်မလား2ပုံ3ပုံအဲ့လိုလေးတွေဆွဲခိုင်းလိုက်ဆွဲခိုင်းလို့ရှိရင်သူတို့ကဘာတွေဆွဲလာမလဲဒီလိုတက်လာတယ်ကောက်ကူတွေ့တယ်ဘာတော့မင်းနေမင်းလာမင်းနဲ့လာပါနော်ဒီလိုပဲဒါသူတို့